assignment မေးခွန်းတစ်ခုဒီနေ့ကျောင်းသားတစ်ယောက်ကပေါ့နော်ဘယ်လိုရေးရမလဲမသိဘူးဆိုတာနဲ့အဲ့ဒါလေးကို guide လုပ်ပေးဖို့ရှင်းပြပေးဖို့ကြည်ရင်းနဲ့မှာ assignment မေးခွန်းဘယ်လိုဖတ်ရလဲဆိုတာလေးကိုရှင်းပြပေးဖို့လုပ်ဖြစ်ပါတယ်အဲ့တော့ဒါကတော့ UK က international assignment တစ်ခုပါ level 5ပေါ့နော်အဲ့တော့ပထမဦးဆုံးမှာဘာပြောလေးရှိလဲဆိုတဲ့အခါကျတော့ဒီမှာကတော့ဘာသာရဲ့နာမည်ပြောတယ် module code ပြောတယ်ပြီးတဲ့အခါကျလို့ရှိရင်တော့ assignment ရဲ့ workout တွေကိုပြောပါတယ်အဲ့တော့များသောအားဖြင့်က assignment ရဲ့ workout တွေကဒါကတော့နိုင်ငံတကာမှာကျောင်းတက်တော့မယ် assignment ရေးရတော့မယ်ဆိုလို့ရှိရင်တော့တိကိုတိထားတဲ့ max ပေါ့နော်တကယ်ကိုမှတိထားတဲ့အခြေခံအချက်ပါနော်တိထားတဲ့ဆိုလို့အရင်ခက်ခဲတဲ့ဟာမျိုးမဟုတ်ပါဘူးတိထားရမယ်အခြေခံအချက်ပဲဖြစ်ပါတယ်ကဲကျမတို့ဆက်ပြီးတော့ကြည့်ရအောင်ပေါ့နော်အဲ့တော့ပထမဦးဆုံးကတော့သိထားရမယ့်ဟာကကျမတို့လည်းအရင်ဆုံးသွားကြည့်လေးရှိတဲ့ဟာကတော့ဘာလဲဆိုတဲ့အခါကြလို့ရှိရင် workout of the assignment ပေါ့နော် assignment တွေရဲ့ workout တွေမှာလာတတ်တဲ့ပုံစံမျိုးလေးတွေရှိပါတယ်အဲ့ဒါလေးတွေကိုပြောပြပါမယ်တချို့က2500ရေးခိုင်းတယ်3500ရေးခိုင်းတယ်4500ရေးခိုင်းတယ်ဒါပေမဲ့ plus or minus 10% မပါဘူးတချို့က plus or minus 10% ပါတယ်တချို့အကြောင်းတွေကတော့ assignment တစ်ခုမှာပါတယ်ဆိုလို့ရှိရင်ကျန်တဲ့ assignment တွေလည်းဒီပုံစံပဲဖြစ်ပါတယ်အဲဒါကြောင့် assignment ခိုက်ယူတဲ့လူတွေက3ဘာသာလောက်ပဲယူဖို့လိုပါတယ်နောက်ပိုင်းကျလို့ရှိရင်ကိုယ်တိုင်လုပ်နိုင်သွားပါတယ်အရင်ခက်တဲ့ဘာသာရပ်တွေလောက်ပဲguide ပြန်လိုတာပေါ့နော်နောက်တစ်ခုကကြတော့ plus or minus 10% ဆိုတာကဘာလဲဆိုလို့ရှိရင်ဆိုကြပါစို့ workout 3000ရေးရမယ်ဆိုလို့ရှိရင်အနည်းဆုံး3000ကို300လျှော့လို့ရတယ်10% off 3000က300ဖြစ်တဲ့အတွက်300အတိုး300အလျှော့အဲ့ဒါကို10% plus or minus 10% လို့ဆိုလိုတာဖြစ်ပါတယ်တချို့ကတော့လည်း5%ပေးတယ်တချို့ကတော့လည်း10%ပေးတယ်ပေါ့နော်များသောအားဖြင့်ကတော့10%များပါတယ်တချို့အကြောင်းတွေကကြတော့လည်း fix ဒီတိုင်းကို4000ဆို4000အထိ3000ဆို3000အထိပါတာမျိုးလည်းရှိပါတယ်အဲ့တော့3000ဆိုလို့ရှိရင်2900ကနေပြီးတော့မှ3300အထိရေးလို့ရတာဖြစ်ပါတယ်ဒီတချို့အကြောင်းတွေကကြတော့ workout ကို maximum workout ထက်ကျော်တယ်ဆိုလို့ရှိရင်စာအုပ်ထပ်ပြီးတော့ဖတ်တော့မှာမဟုတ်ဘူးဆက်စစ်ပြီးတော့မှာမဟုတ်ဘူးဆိုပြီးတော့ပြောလို့ရှိပါတယ်တချို့ကကြတော့လေworkout များတယ်ဆိုလို့ရှိရင်အရင်များတယ်ပေါ့နော်သတ်မှတ်ထားတဲ့ scope ကိုတအားကြီးကျော်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ grade ပေါ်မှာ impact ဖြစ်တာမျိုးလည်းရှိပါတယ်ပြီးတော့ reference ထဲမှာဘာမပါဘူးလဲဆိုတော့ reference တာဖြစ်တယ် workout ထဲမှာဘာမပါဘူးလဲဆိုတဲ့အခါကျတော့ executive summary ရဲ့ reference ရဲ့မပါတတ်ပါဘူးဒါပေမဲ့တချို့ကကြတော့လေထည့် reference ကိုတော့ exclude လုပ်ပေးတယ် appendix လို့ခေါ်တဲ့နောက်မှာတွဲပြီးတော့မှပြပြခြင်းတဲ့အကြောင်းအရာတွေကို exclude လုပ်ပေးတယ်ဒါပေမဲ့ executive summary ကိုတော့ထည့်ပေးရတာဖြစ်ပါတယ်ဒါကတော့ပထမဦးဆုံးအနေနဲ့သိထားရမှာဒီကိုရေးရမယ့် assignment ဒီ workout ဘယ်လောက်လဲဆိုတဲ့ဟာကိုသိထားရမယ်။နောက်ဒုတိယအရေးကြီးတာကဘာလဲဆိုလို့ရှိရင်တော့ deadline ပါနော်deadline ထက်ကိုပို့ပြီးတော့ဥပမာဆိုကြပါစို့များသောအားဖြင့်မှာအကြောင်းတွေက3ပတ်ကနေပြီးတော့မှเนาะ21ရက်ပေါ့နော်21ရက်ကနေပြီးတော့မှ28ရက်ကြားကိုပေးလေးရှိတယ်ပေါ့နော်အဲ့တော့တချို့ဆိုလို့ရှိရင်အဲ့ထက်စောပြီးတော့မှမေးခွန်းကိုပေးလေးရှိပါတယ်တချို့ဆိုလို့ရှိရင်တော့ class စပြီဆိုတာနဲ့မေးခွန်းပေးထားလေးရှိပါတယ်ကျမဆိုလို့ရှိရင်လည်း class မစ class စတော့မယ်ဆိုတာနဲ့ learning material တွေနဲ့အတူမေးခွန်းမှာပေးထားလေးရှိပါတယ်အဲ့တော့မေးခွန်းကိုပေးထားရခြင်းရည်ရွယ်ချက်ကအဲ့ဒီမေးခွန်းကိုသွားပြီးတော့ဖတ်ထားရမယ်ပြီးတဲ့အခါကျလို့ရှိရင်မေးခွန်းထဲမှာပါမယ်မေးခွန်းထဲမှာသုံးရမယ့် theory နဲ့ပတ်သက်ပြီးတော့ရှင်းပြတဲ့အချိန်မှာတေးသေးချာချာလေးနားလည်အောင်နားထောင်ထားဖို့လိုအပ်တာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဘာလုပ်ခိုင်းလဲဆိုတော့ဒါက very common ပေါ့နော်အကြောင်းတော်တော်များများမှာ assignment တော်တော်များများလုပ်ရတဲ့ပုံစံပေါ့ marketing တို့ HR တို့ပြီးရင် leadership တို့ operation management တို့စသဖြင့်ဒီလိုဘာသာရပ်တွေမှာပါတဲ့ဘာသာရပ်ပုံစံပါပဲပေါ့နော် company တစ်ခုရွေးရမယ် local လည်းဖြစ်လို့ရတယ် international လည်းဖြစ်လို့ရတယ်ကိုနဲ့ရင်းနှီးတဲ့ company တစ်ခုဖြစ်ရမယ်အဲ့မှာ familiar ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတဲ့အခါကြလို့ရှိရင်ဒီ company ရဲ့အလုပ်လုပ်တဲ့ပုံစံတွေ operation run တဲ့ပုံစံဒါမှမဟုတ်ကိုက HR ရေးမယ်ဆိုလို့ရှိရင်တို့ရဲ့ human resource management ကို control လုပ်တဲ့ပုံစံဒါတွေကိုတည်တည်ချာချာလေးသိထားရမယ်လို့ဆိုလိုတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့
တချို့အကြောင်းတွေကကြတော့ဒီ organization တစ်ခုတည်းကိုပဲstudy တစ်ခုလုံးမှာထပ်ပြီးတော့မှသုံးသွားရတယ်ပေါ့နော်အဲ့တော့ဘာလုပ်ဖို့လိုလဲဆိုတဲ့အခါကျရင် background information လေးတွေလိုပါတယ်ဒါတွေကိုလည်း assignment မှာတိတိကျကျတစ်ခါတည်းထည့်ပေးထားတာဖြစ်ပါတယ်အဲ့တော့ကျမကတော့ကျမ guide လုပ်ပေးရတဲ့ကျောင်းသားတွေဆိုလို့ရှိရင်ဘာအရင်ဆုံးလုပ်ခိုင်းလဲဆိုတဲ့အခါကျတော့ပထမဦးဆုံးရလာပြီဆိုတာနဲ့မိကွန်းကို highlight ဒီအကုန်လုံးတားပလိုက်ပါတယ်။ဘာလို့လဲဆိုတဲ့အခါကျတော့နောက်တစ်ခါပြန်ကြည့်တဲ့အခါကျလို့ရှိရင်ဒီ highlight တွေကိုကြည့်လိုက်တာနဲ့ကိုဘာလုပ်ရမလဲဆိုတာတန်းပြီးတော့သိသွားရမယ်။နောက်တစ်ခေါက်ထပ်ပြီးတော့ဖတ်ရတာမျိုးတွေမရှိတော့အောင်ဖြစ်ပါတယ်။အကယ်လို့ highlight တွေနဲ့ပေးပွားနေတဲ့ document ကိုကြည့်ရတာမကြိုက်ဘူးဆိုတဲ့အခါကျရင်ဒီ highlight တွေကိုမှပြန်ပြီးတော့မှ note ထုတ်ပြီးတော့ကိုယ့်ဘာသာကိုပြန်ပြီးတော့notepad နဲ့ထားလဲရတယ် Microsoft Word လေးနဲ့ထားလဲရတယ်အဓိကကတော့အဲ့ဒါဒီ assignment brief ကနေပြီးတော့ဘာထွက်လာရမလဲဆိုလို့ရှိရင် to do list လေးထွက်လာရမယ် outline လေးထွက်လာရမှာပဲဖြစ်ပါတယ်အဲ့တော့ပြီးတဲ့အခါကြလို့ရှိရင်အကြောင်းအရာတစ်ခုရေးတိုင်းပေါ့နော်ခေါင်းစဉ်တစ်ခုရေးတိုင်းမှာအဲ့ဒီခေါင်းစဉ်ရဲ့ concept ကိုနားလည်ဖို့လိုပါတယ်ဥပမာဆိုကြပါစို့အဖွဲ့အစည်းတစ်ခုအကြောင်းမိတ်ဆက်ပေးပါဆိုပါတော့အဖွဲ့အစည်းတစ်ခုအကြောင်းမိတ်ဆက်ပေးပါဆိုလို့ရှိရင် what တစ်ခုလည်းနဲ့မလုံလောက်ဘူးဥပမာကျမတို့က Hardy Hat အကြောင်းပြောကြမယ်ပေါ့နော် Hardy Hat organization ကဘယ် organization လဲဆိုလို့ရှိရင်Hardy Hat ကဘယ် company ကထွက်တာဖြစ်ပါတယ်ပြီးသွားပြီပြီးတဲ့အခါမှာသူ့မှာဘယ်လိုမျိုး product တွေထုတ်ပါတယ်ဒါတွေကများသောအားဖြင့်အကြောင်းသားတွေရေးလေးရှိတဲ့ပုံစံပေါ့တကယ်တမ်းကပြီးတဲ့အခါကျရင်ဘယ်နှစ်ခုနှစ်က founder လုပ်ပါတယ်များသောအားဖြင့်ကတော့သူတို့ရဲ့ employees တွေပါတယ်ပေါ့နော်ဒါပေမဲ့ business တစ်ခုရဲ့ background ကို operation တစ်ခုကိုခြုံငုံပြီးတော့ပြောတဲ့နေရာမှာဒီ business ကဘာရည်ရွယ်ချက်နဲ့လည်ပတ်နေတယ်ဆိုတော့ကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲaims and objective ပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုရင် vision mission ပေါ့ဒါလေးကိုအရင်ဆုံးနားလည်ဖို့လိုပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီ organization အကြောင်းပြောတဲ့အခါမှာခုနကပြောသွားတယ်ပထမပြောသွားတယ်သူ့ရဲ့ what ဒီပေါ့နော်ဒီ company ကဘာ company ဖြစ်တယ်ဘယ်နှစ်ခုနှစ်က founder လုပ်တယ်ဝန်ထမ်းဘယ်နှစ်ယောက်ရှိတယ်ပြီးတဲ့အခါကျလို့ရှိရင်ဘာ product တွေထုတ်တယ်သူ့ရဲ့ထုတ်လို့ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဘာဖြစ်တယ်စသဖြင့်ဒီလိုအချက်တွေပါရမှာဖြစ်တယ်ပေါ့နော်ပြီးသွားတဲ့အခါကျလို့ရှိရင်ဘာလုပ်ရမလဲဆိုတဲ့အခါကျတော့ဒီဘယ် industry ထဲမှာရှိတယ်ပေါ့နော် Hardy Hat ဆိုလို့ရှိရင် beauty industry ပေါ့နော် cosmetics and beauty industry ထဲမှာရှိနေတယ်ဆိုတဲ့အကြောင်းအရာလေးတွေပါရမယ်ပြီးတဲ့အခါကျလို့ရှိရင်တချို့ဆိုလို့ရှိရင် key competitors လေးတွေHardy Hat ရဲ့ competitor လေးတွေကဘာလေးတွေဖြစ်မလဲပေါ့မှာ Essence ဆိုပြီးသွားတဲ့အခါကျလို့ရှိရင်အထုပ်လေးတွေနဲ့လာတဲ့ရိုးရီးယားဘက်ကလာတဲ့ cosmetic brand တွေပေါ့နော်ဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့ပြီးတဲ့အခါကျတော့ main customer segment ကိုအဓိကရည်ရွယ်ထားတဲ့ customer segment ကဘယ်ကလဲဆိုတဲ့ဟာလေးတွေလည်းသိထားရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့assignment မေးခွန်းလက်ထဲကိုရောက်ပြီဆိုတဲ့အခါကြလို့ရှိရင်ကိုဘာလုပ်ရမလဲဆိုတာကိုတိတိချာချာနားလည်ထားဖို့အရေးကြီးပါတယ်ပြီးတဲ့အခါကြလို့ရှိရင်နောက်တစ်ချက်အရေးကြီးတာကကိုနားလည်တဲ့ဟာက assignment ကလိုချင်တဲ့ဟာဟုတ်ရဲ့လားနောက်တစ်ချက်ကိုရဲ့ class teacher ကကိုရဲ့ lecturer ကလိုချင်တဲ့ perspective ဟုတ်ရဲ့လားဆိုတာကိုပြန်ပြီးတော့မှစစ်ဆေးဖို့လိုပါတယ်ဥပမာဆိုကြပါစို့product တစ်ခုကိုရောင်းခိုင်းတယ်ဆိုပါတော့ assignment အရာကိုကျမတို့ကHardy Hat ရဲ့ပေါ့နော်နှာခမ်းဒီတစ်ချောင်းကိုရောင်းရမယ်ဆိုပါတော့အဲ့လိုရောင်းရမယ်လို့ assignment ကပြောထားတဲ့အခါမှာအဓိက focus လုပ်ချင်တာဒီ market ကိုလား customer ကိုလား product ကိုလားအဲ့ဒီအချက်တွေမတူဘူးပေါ့နော်ဥပမာဆိုကြပါစို့ marketing subject ဖြစ်တယ်ဆိုလို့ရှိရင်တော့ market ကို focus လုပ်ခိုင်းမှာပေါ့အဲ့ဒီလိုမဟုတ်ဘူး production project လို့ပုံစံမျိုး business plan လို့ပုံစံမျိုးဆိုလို့ရှိရင်တော့ product ကို focus လုပ်ခိုင်းမှာပေါ့သူ့ရဲ့ differentiation ကဘာလဲသူ့ရဲ့အားသာချက် unique selling point တွေကဘာလဲဆိုတာမျိုးတွေကိုလိုချင်တာမျိုးဖြစ်လိုက်မယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ customer ကို focus လုပ်ခိုင်းစေချင်တယ်ဆိုလို့ရှိရင်တော့ consumer behavior တို့ကိုနားလည်စေချင်တဲ့ပုံစံမျိုးဖြစ်နိုင်တယ်အဲ့တော့ကိုကအရေးကြီးဆုံးလဲဆိုတဲ့အခါကြလို့ရှိရင်ဘယ် perspective ကနေရေးမှာလဲဆိုတဲ့ဟာကအရေးကြီးပါတယ်ကိုရေးလိုက်တဲ့ perspective ကလည်းကိုရေးရမယ့် themes နဲ့ကိုက်ညီမှုရှိမရှိဆိုတာလည်းအရေးကြီးပါတယ်နောက်တစ်ခုကကြတော့မေးခွန်းတွေကိုတေချာဖတ်တဲ့အခါမှာ assignment တွေရဲ့ text တွေကိုနားလည်ထားဖို့လိုပါတယ် highlight လုပ်ဖို့လိုပါတယ်เนาะဒီမှာဆိုလို့ရှိရင်တော့သူကဘာလုပ်ခိုင်းလဲဆိုတဲ့အခါမှာစကားလုံးတွေကိုကြည့်ပေါ့နော် discuss နောက်တစ်ခုကကြတော့ analyze เนาะပြီးရင် assess
ပြီးတဲ့အခါကျရင် explain စသဖြင့်သုံးတဲ့စကားလုံးတွေမတူညီကြပါဘူးအဲ့တော့ discuss လို့ပြောတဲ့အခါကျလို့ရှိရင် why ဘာကြောင့်ဒါကိုလုပ်ရတာလဲဆိုရင် reason ကိုပြောရမယ် reason ကိုပြောတဲ့နေရာမှာကိုယ့်ရဲ့ thinking ပါရမယ် critical thinking ပါရမယ်အဲ့တော့ international မှာအလိုချင်ဆုံး critical thinking ဆိုတာကဘာလဲပေါ့နော်ဒီပိုင်းလေးကအရေးကြီးပါတယ်ပုံမှန်နားထောင်လိုက်တာမျိုးမဟုတ်ဘဲနဲ့စာရွက်လေးနဲ့ဘောပင်လေးနဲ့ယူထားပြီးတော့မှနားထောင်စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ critical thinking ဆိုတာ assignment တော်တော်များများကလိုချင်တဲ့အရာတစ်ခုပါ။အဲ့တော့ critical thinking ဆိုတာကဘယ်ကလာသလဲပေါ့ critical thinking ကို artificial intelligence ကနေပြီးတော့မှထုတ်ခိုင်းလို့မရပါဘူး critical thinking ဆိုတာကဘယ်ကလာလဲဆိုတဲ့အခါကြလို့ရှိရင်ကျောင်းသားစီကနေလာတာဖြစ်ပါတယ်ဥပမာဆိုကြပါစို့ဆရာကtheory တစ်ခုကိုရှင်းပြလိုက်တဲ့အခါမှာအဲ့ဒီ theory အပေါ်မှာအဲ့ဒီကျောင်းသားကဘယ်လိုနားလည်သွားသလဲအဲ့တော့အလွယ်ကူဆုံးအကြောင်းအရာတစ်ခုနဲ့ပြောရအောင်ကျမတို့ကခုနကပြောခဲ့သလိုမျိုးဒီ product တစ်ခုကိုရောင်းခိုင်းနေပေါ့အဲ့တော့ selling လို့ပြောတဲ့ဟာကိုကျောင်းသားတစ်ယောက်ကဘယ်လိုနားလည်သွားလဲဥပမာ selling လို့ပြောလိုက်ပြီးပစ္စည်းတစ်ခုကိုရောင်းထွက်ဖို့ဆိုလို့ရှိရင်ကျမတို့က marketing perspective ကနေဆိုလို့ရှိရင်တော့ creating the demand လုပ်ဖို့အတွက်ကို marketing လုပ်ရမယ် marketing နေ creating the demand ကျမတို့က demand တစ်ခုကိုဖန်တီးရမယ်အကယ်လို့အဲ့ဒီလိုမဟုတ်ဘူးဆိုတဲ့အခါကြလို့ရှိရင်ဘယ်ကနေပြီးတော့သွားချင်တာမျိုးလဲအဲ့တော့ product ကို focus လုပ်ပြီးတော့ differentiation point ကနေပြီးတော့မှသွားချင်တာမျိုးလားနော်အဲ့ဒါတွေကိုတည်တည်ချာချာလေးကိုမှနားလည်ပြီးတဲ့အခါကြလို့ရှိရင်ဒီဆိုကြပါစို့ပေါ့နော်ဒီ critical thinking ဆိုတာထွက်လာဖို့အတွက်ဒီ product ကိုနားလည်ရမယ် concept ကိုနားလည်ရမယ်ပြီးရင်ဘာလုပ်ပြရမလဲဆိုတဲ့အခါကျတော့ apply လုပ်ပြရမယ်အဲ့တော့ product တစ်ခုကို saving လုပ်ဖို့အတွက် creating the demand လုပ်ဖို့အတွက်ကိုအဲ့ဒီ demand ကို how will you create the demand ဒီ demand လေးကိုဘယ်လိုဖန်တီးသွားမလဲဆိုတာကိုကိုယ်ပိုင်အတွေးအခေါ်ကိုယ်ပိုင်အယူအဆလေးနဲ့ရေးပြလိုက်တဲ့ဟာဒီ critical thinking ပဲဖြစ်ပါတယ်နော်အဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လွယ်လွယ်လေးပြောပြပါဆိုလို့ရှိရင်တော့ critical thinking ဆိုတာကသင်နားတဲ့စာကိုနားလည်ပြီးတော့ဥပမာတစ်ခုကိုအသုံးပြု၍ကိုသင်ထားသောအကြောင်းအရာကိုပြန်လည်အသုံးချပြခြင်းကိုဆိုလိုပါတယ်နော်အဲ့ဒါလေးအရေးကြီးပါတယ်နောက်တစ်ခုကကြတော့ analyze လုပ်ခိုင်းတာမျိုးခွဲခြမ်းစိတ်ဖြာခိုင်းတဲ့အခါမှာဘယ်ရှုထောင့်ကနေခွဲခြမ်းစိတ်ဖြာမှာလဲအဲ့တော့အဲ့ဒီခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာလဲဘယ်လောက်ထိ detail ခွဲခြမ်းစိတ်ဖြာနိုင်လဲဆိုတာလေးတွေကအရေးကြီးပါတယ်နောက်တစ်ခု assess လုပ်တဲ့အခါမှာတော့ static လုပ်တဲ့အခါမှာဖော်ပြတဲ့အခါမှာဆိုလို့ရှိရင်လဲဘယ်လောက်ထိကိုစာဖတ်ထားလဲဆိုတာလေးတွေကအရေးကြီးပါတယ်နောက်တစ်ခု recommend လုပ်တဲ့မယ် recommend နဲ့ conclusion တော့ပါတာပဲလေနော်များသောအားဖြင့်ပါကြတယ် recommend လုပ်တော့မယ်ဆိုလို့ရှိရင်လဲ broader recommendation တဲ့ actionable လုပ်လို့ရတဲ့ recommendation တွေဖြစ်ဖို့အရေးကြီးပါတယ် recommendation တွေက actionable ဖြစ်ရမယ်လိုက်လုပ်နိုင်ရမယ်လိုက်မလုပ်နိုင်တဲ့ recommendation မျိုးမဖြစ်နိုင်တဲ့ recommendation မျိုးမဖြစ်ရဘူးဥပမာကောင်းကင်တမွတ်ကျဲကိုကောင်းကင်မော်တက်ပြီးတော့မှကျဲတွေခူးပေးမယ်ဆိုတာမျိုးမဖြစ်ရဘူးဆိုကြပါစို့ဘလောက်တန်ပစ္စည်းတစ်ခုပေးမယ်ဒါမှမဟုတ်ဘူးဆိုတဲ့အခါကြလို့ရှိရင်ဘလို့product မျိုးဝယ်မယ်စသဖြင့်ဒါမျိုးဖြစ်ရမယ်ပေါ့နော်နောက်တစ်ခုကတော့ explain လုပ်ခိုင်းတဲ့အခါ explain လုပ်ခိုင်းတဲ့အခါကြလို့ရှိရင်နားလည်ထားရမှာလေးတွေကဘယ်အချက်လေးတွေကိုရှင်းပြရမလဲဘယ်အချက်လေးတွေဥတည်ပြီးတော့ရှင်းပြရမလဲဒါလေးတွေနားလည်ရမယ်နောက်တစ်ခု explain လုပ်တဲ့အခါမှာ appropriate use of theory or example with supported evidence ပေါ့နော်အဲ့ဒါကဘာကိုပြောတာလဲဆိုတဲ့အခါကြလို့ရှိရင်တော့ academic sources တွေကိုသုံးပြီးတော့မှ evidence ပြခိုင်းတာပါဥပမာဆိုကြပါစို့ကျမတို့ရဲ့အမြဲတမ်း marketing တင်တဲ့အခါကြလို့ရှိရင်ပြောလေးရှိတဲ့ Philip Kotler ပေါ့နော်Kotler ကပြောတယ် marketing မှာဆိုလို့ရှိရင် marketing လုပ်တော့မယ်ဆိုလို့ရှိရင်4P ကတော့နားလည်ထားရမယ်အခု 4P မဟုတ်တော့ဘူး 7P 7P မဟုတ်တော့ဘူး 9P စသဖြင့်ဒီလိုမျိုးပြောလေးရှိအဲ့လိုပြောလိုက်တဲ့သူပြောလိုက်တဲ့ theory အပေါ်မှာဘယ်သူတွေကထပ်ပြီးတော့သူတွေတနာတွေလုပ်ပြီးတော့ဘလို့လက်ခံထားလဲအဲ့ဒါလေးတွေအရေးကြီးတယ်နောက်တစ်ခုက assignment မှာ reference တွေသုံးတော့မယ်ဆိုတဲ့အခါကြလို့ရှိရင်သိထားရမှာက
Wikipedia Investopedia ဘာ Encyclopedia Anypedia မှန်သမျှသုံးလို့မရပါဘူး Elizabeth မဖြစ်ပါဘူးအဲ့ဒါတွေသုံးလို့မရပါဘူးနောက်တစ်ခု author နဲ့ရေးရပါတော့ညာလဲစာရေးတဲ့သူရဲ့ခုနှစ်ရဲ့ပါတော့ညာလဲ blog post တွေဆိုလို့ရှိရင်သိမကြိုက်ကြပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီ content အပေါ်မှာစစ်ဆေးထားခြင်းမရှိဘဲနဲ့ဒီတိုင်းတင်ထားတဲ့ just uploaded document တစ်ခုဖြစ်တဲ့အတွက်သိပြီးတော့မကြိုက်ကြပါဘူး။ဘယ်လိုမျိုးလေးတွေကိုကြိုက်ကြလဲဆိုတဲ့အခါကျတော့စာအုပ်လေးတွေနောက်တစ်ခုက Google Scholar တို့ကနေပြီးတော့သွားရှာထားတဲ့ journey article လေးတွေပြီးရင် website ဆိုလို့ရှိရင်လည်းတကယ်ကိုမှအဆင့်တန်းမြင့်တဲ့ website မျိုးတွေအဲ့ဒါမျိုးတွေကိုပို့ပြီးတော့ကြိုက်ကြပါတယ်အဲ့တော့ website ဆိုကတော့ဥပမာဆိုကြပါစို့ဘလောက် percentage သုံးသင့်လဲဆိုတဲ့အခါမှာ journal ဒီတချို့က 80% လောက်ကိုသုံးခိုင်းပါတယ်စာအုပ်ဒီ20% လောက်ကိုသုံးခိုင်းပါတယ် website ဒီ5% to 10% လောက်ကိုပဲသုံးရတာပဲဖြစ်ပါတယ်เนาะအဲ့တော့နောက်တစ်ခုကကြတော့ give example to support your answer ဆိုတဲ့ပုံစံမျိုးเนาะ example လေးတွေသုံးခိုင်းတာမျိုးလေးတွေရှိတတ်ပါတယ်အဲ့ဒါဒီဘာလုပ်ခိုင်းတာလဲဆိုတဲ့အခါကျတော့ apply လုပ်ခိုင်းတာပါအဲ့တော့အမှတ်ပေးတော့မယ်ဆိုတဲ့အခါကျလို့ရှိရင်ဘယ်အချက်အလက်တွေပေါ်မှာမူတည်ပြီးတော့အမှတ်ပေးလေးရှိလဲအဲ့တော့ကျမတို့ကဆရာမတွေတိုင်းမှာ learning objective learning outcome ဆိုတာရှိပါတယ်ဘာသာရပ်အတိုင်းသင်ရတိုင်းမှာကျောင်းသားတွေကိုချပြရပါတယ် the objective of teaching this subject အဲ့တော့ဒီဘာသာရပ်ကိုသင်ကြားရခြင်းရဲ့ရည်ရွယ်ချက်သည်ဘာကိုတက်မြောက်ရန်ဆိုတာကိုဘာသာရပ်ရဲ့ဟိုးအစမှာတည်းကပြောထားပါတယ်တချို့ဆိုလို့ရှိရင်ဒီဘာသာရပ်ကိုတက်မြောက်ပြီးသွားတဲ့အခါမှာ student able to do that ဆိုပြီးတော့မှပြောလေးရှိပါတယ်ဘာတွေလောက်လာနိုင်မယ် learner able to analyze ပေါ့နော်ဘာတွေကိုခွဲခြားစိတ်ဖြာလာနိုင်မယ်အဲ့ဒါတွေဒီဘာလဲဆိုတဲ့အခါကြလို့ရှိရင် assignment မှာထည့်သုံးရမယ့်အချက်တွေပဲဖြစ်ပါတယ်အဲ့တော့ assignment မေးခွန်းလေးကိုပဲကွက်ကြည့်ပြီးတော့မှဒီမေးခွန်းလေးကိုဘယ်လိုလေးဖြေလိုက်မယ်ဆိုလို့ရှိရင်အောင်နိုင်ခြေဒီ20% to 30% ပဲရှိပါတယ်margin ပဲ on the margin ပဲလုံးဝ safe မဖြစ်ပါဘူးအဲ့ဒီမှာမေးခွန်းကိုသေချာဖတ်တယ်မေးခွန်းရဲ့ဆိုလိုရင်းကိုနားလေတယ်ဒါဆိုလို့ရှိရင်တော့50ပေါ့နော်50ပဲဘာကြောင့်လဲဆိုတဲ့အခါကျတော့ perspective 2ဘုံမှာပေါ့နော်အဲ့ဒီမှာကျောင်းရဲ့စစ်ဆေးမှုပေါ်မှာတင်းကျပ်မှုအနဲ့အမြင့်ပေါ်မူတည်ပြီးတဲ့အခါကျတော့မှတာမန်ကျောင်းတွေဆိုလို့ရှိရင်တော့ပုံမှန်အမှတ်လောက်နဲ့အောင်မှတ်ကြော်လေးအောင်မှတ်ဝန်းကျင်လောက်နဲ့အောင်ပေးလိုက်ကြတယ်အရင်တင်းကျပ်တဲ့ကျောင်းတွေကတော့ခုနအရှိတစ်ခေါက်မှာပြောပြခဲ့သလိုပေါ့နော်အတန်းတက်စေချင်တာမျိုးစာတေချာလိုက်လုပ်စေချင်တာမျိုးပြီးသွားတဲ့အခါကျလို့ရှိရင်အတန်းထဲမှာ theory ကိုရှင်းပြရတဲ့အချိန်မှာတေချာနားထောင်စေချင်တာမျိုးဆိုလို့ရှိရင်တော့ assignment မေးခွန်းကိုပဲကြည့်ပြီးတော့မှလုပ်လာတဲ့အဖြေဆိုလို့ရှိရင်တော့အောင်ဖို့အတွက်ကိုရာခိုင်နှုန်းအရန်နေပါတယ်အဲ့တော့အတန်းမှန်မှန်တက်ဖို့လိုအပ်ပါတယ်အတန်းမှန်မှန်တက်တာနဲ့ plus အကယ်၍အတန်းမှန်မှန်မတက်နိုင်ဘူးဆိုရင်တော့ lecture notes ရဖို့လိုအပ်ပါတယ်ဒါမှ lecture notes လည်းမရနိုင်ဘူးအတန်းလည်းမတက်နိုင်ဘူးဆိုလို့ရှိရင်တော့တငယ်ချင်းတွေမိတ်ဆွေတွေထားပြီးတော့သူတို့စီကနေပြီးတော့မှအဲ့ဒီ notes ကို sharing ပြန်လုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ international မှာတယောက်တည်းတောက်ပါမယ်ဆိုတဲ့အခါကျရင်တော့အတန်းမှန်မှန်တက်ပါအဲ့လိုမဟုတ်ဘူးပတ်တိုင်းလဲလှုပ်ချင်တယ်အတန်းလဲအောင်ချင်တယ်ဆိုလို့ရှိရင်တော့ friendship တွေ supported ဖွဲ့ရှိအောင်နေပါအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင် lecture တွေ recorded လုပ်လို့ရလားဆိုတဲ့ source ကိုစဉ်းစားပါတချို့ကျောင်းတွေကတော့ recorded video တွေပြန်တင်ပေးတယ်တချို့ကတော့လည်းမတင်ပေးဘူးပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင် lecture notes တွေရနိုင်လားမရနိုင်လားရှိပါတယ် lecture notes တွေကနေတဆင့်လဲဆရာရဲ့အာဘော်ကိုခန့်မှန်းလို့ရပါတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ဒီလောက်ပါပဲရှင်ဒီနေ့ကတော့ assignment မေးခွန်းဖတ်နည်းနဲ့ assignment ရေးတဲ့အခါမှာသိထားရမယ့်အချက်လေးတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်